ငါကလာအုပ်ဦးတလုံးကိုခိုးယူဖို့ဆိုတာတကယ်ကိုခက်ခဲတဲ့အလုပ်တစ်ခုပါဒါကြောင့်မလို့လူတွေကဟင်းတီးဟင်းရွက်တင်နဲ့ငါကလာအုပ်ကိုမြှူရွှဲပြီးမှသူတို့ရဲ့ဥတွေကိုခိုးယူကြတဲ့ဗီဒီယိုတွေကိုတင်မြင်မှုပါလိမ့်မယ်ဒါပေမဲ့ဒီငါကလာအုပ်တွေဟာလူတွေကိုဘယ်တော့မှရံမမှုဘူးလို့ကျွန်တော်ပြောရင်တင်ယုံကြည်နိုင်မှာမလားတကယ်တော့အခုလိုမြင်တွေ့ရတဲ့ငှက်ကလာအုပ်တွေအားလုံးဟာမွေးမြူရေးခြံတွေမှာကြီးပြင်းလာကြလားဖြစ်ပါတယ်။ဒါကြောင့်မို့လို့သူတို့ဟာလူသားတွေနဲ့အလွန်ရင်ပါနေကြပြီးလူတွေကသူတို့ရဲ့ဦးတွေကိုဘာလုပ်လို့ဂယုမဆိုင်ကြတော့တာပါ။ဆန်ကျင်းပန်အနေနဲ့ပြောရရင်လူတွေကသူတို့ရဲ့ဦးတွေကိုလာရောက်ကောက်ယူသွားတာဟာနေ့စဉ်လုပ်နေကြအလုပ်တစ်ခုလိုမျိုးသူတို့ကခံစားနေရတာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့မွေးမြူရေးခြံကငှက်ကလာအုပ်တွေဟာလူကိုဘယ်တော့မှတိုက်ခိုက်ခြင်းမရှိကြပါဘူး။ဒါပေမဲ့တိုးရိုင်းတဲ့ကငှက်ကလာအုပ်တွေကတော့ဒီလိုမျိုးမဟုတ်ပါဘူးအကယ်၍သူတို့ရဲ့ဥတွေဟာအန်ဒရယ်ရှိနေပြီလို့အနှဲငယ်မြအရေးအယောင်တိလိုက်ယုံနဲ့တင်တင့်ကိုလုံးဝခွင့်လွှတ်မှာမဟုတ်ပဲပြင်းပြင်းထန်ထန်တိုက်ခိုက်မှာဖြစ်ပါရဲ့ခင်ဗျာနောက်ထပ်သင်တဲ့ဗီဒီယိုတွေလည်းသိရအောင် like and follow လေးလုပ်ခဲ့ကြပါဦးနော်